ဆိုတာကတချို့တွေအတိတ်ပဲရှိသောစကားလေးပဲမဲမောင်နေတဲ့ဘဝတွေနဲ့လင်းရောင်ဆောင်ခြင်းပေးတဲ့အချစ်ဆိုတာကတချို့အတွက်တော့မိုးတိမ်လို့လွင်မြော်ခဲ့ပေါ်အခုမြင်နေတဲ့ခဏမှာပဲပျောက်ကွယ်ကသွားတဲ့ကြည်နူးစရာများသူပေးတယ်ခြေကွယ်အောင်လဲသူလုပ်တယ်လူတချို့ဟာသူကြောင့်ပျော်ဘူးတယ်လူတချို့ဟာဘဝရောင်ပြတ်တယ်